ကျွန်တော်တို့နောက်10နှစ်15နှစ်မှာ solid state battery ဒါတကယ်တွင်ကြကြလုံးဝသုံးပြုပြီဆိုလို့ရှိရင်စီကားတွေကပျောက်ကွယ်သွားနိုင်တော့တဲ့အနေအထားဒီကိုကျွန်တော်ခံမှန်းမိတယ်ပေါ့နော်အခုကကြတော့ solid state battery ကအရန်စမ်းသပ်နေတဲ့အဆင့်ဖြစ်နေသေးတဲ့အတွက်ကိုစီကားတွေရှိနေသေးတာပေါ့နော်သူထွက်လာပြီဟေးဆိုလို့ရှိရင်ကျွန်တော်လက်ရှိကားတွေပေါ့နော် EV ကားတို့ကျွန်တော်ဖုန်းတွေထဲမှာသုံးတာကြတော့ lithium battery အရင်နဲ့လောက်ထားတာဒါကကျွန်တော်တို့ပုံမှန်အန်ရများတယ်မီးလောင်လွယ်တယ်ပေါ့ဒီအနေထားရယ်နောက်ပြီးတော့သူ့ site ကအရန်ကြီးတယ်အဲ့တော့ solid state battery ကကြတော့အခဲပုံစံမျိုးနဲ့ဖြစ်သွားတယ်သူ့တဝက်မက site ကသေးသွားတယ်ဒါမီးလောင်လွယ်တဲ့အန်ရလည်းတော်တော်နည်းသွားတယ်ဒါကိုမှသူကဘာထပ်ပြီးတော့ထူခြားသွားလဲဆိုတဲ့အခါကျတော့ပုံမှန်10မိနစ်လောက်ကားကိုအားသွင်းရုံနဲ့ကိုသူက80ရာခိုင်နှုန်းပြည့်သွားတယ်ဆိုတဲ့အခါကျတော့အရန်လွယ်သွားတယ်နောက်ပြီးတော့အခု lithium battery ကမိနစ်30လောက်သွင်းရလို့ရှိရင်သူက10မိနစ်လောက်အားသွင်းရုံနဲ့ပြည့်တယ်နောက် lithium battery ကအဲ့ဒီလောက်ကိုသွင်းဖို့အတွက်ကိုကျွန်တော်တို့အခု height ဟိုဟာနဲ့သွင်းနေဆိုလို့ရှိရင်ရောက်ဖို့အတွက်ကို80ရာခိုင်နှုန်းရောက်ဖို့အတွက်ဆိုလို့ရှိရင်မိနစ်30ကနေ45မိနစ်တော့ကြာတယ်သူက10မိနစ်လောက်နဲ့အဲ့လောက်ကြာသွားတယ်နောက်ပြီးတော့သူက range မှာဆိုလို့ရှိရင်လည်းသူကlithium battery ကဒီ80ရာခိုင်နှုန်းကိုတကယ်မောင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့450 km range လောက်ပဲမောင်းလို့ရတယ်သူက800ကနေပြီးတော့1000လောက်ထိကိုသူကမောင်းလို့ရတယ်ဆိုတဲ့အနေအထားဖြစ်သွားမယ်အဲ့ဒါကိုလောလောဆယ်ကလုံးဝToyota အကြီးကျယ်ဒီ solid state battery နဲ့ EV kit ကိုကြော်ဖြတ်ဖို့အတွက်သူကလုံးဝစူးစမ်းနေရပေါ့နော်Toyota လည်းဖြစ်တယ် solid state battery တွေကိုတကယ် mass production နဲ့တကယ်ထွက်လာပြီဟေးဆိုလို့ရှိရင်တော့ဒါပွဲပြီးသွားပြီToyota အနေနဲ့စီကားကိုလုံးဝစီကားထုတ်တာလုံးဝ short ချပြီးစီကားဈေးကွက်ကနေပြီးတော့ EV solid state battery ဘက်ကိုရွှေ့ဖို့ရတော်တော်လေးကိုကောင်းသွားပြီလောလောဆယ်မှာကဒီ lithium battery ကကြတော့အရန် site ကလည်းကြီးရယ်ကျွန်တော် EV ကားကြီးတွေကဒီ lithium battery ကိုထမ်းပြီးတော့တည်သွားရတာတော်တော်ကြီးကိုဝင်ကြီးရယ်ပေါ့နော်အဲ့ဒီအတွက်လည်းနောက်ပြီးတော့လောလောဆယ် lithium battery ကဒေါ်လာ100လောက်ပဲကုန်တယ်ဆိုလို့ရှိရင် solid state battery က400လောက်ကုန်တယ်တကယ် mass production ကကျွန်တော်နောက်9နှစ်ပြီးလို့ရှိရင်တို့ mass production နဲ့တကယ်ကိုထုံနိုင်ပြီးတော့ distribution ကနောက်9နှစ်ကနေ10နှစ်အတွင်းဆိုလို့ရှိရင်တော့ဒီစီကားဈေးကွက်ကိုလုံးဝလုပြီးလုံးဝသေချာလုပြီးအဲ့တော့ Toyota အသေးအတန်လုံးနေတယ်နောက်ပြီးတော့မူပိုင်ခွင့်တော်တော်များများကိုလည်းရထားတယ်